ကောလိပ်ပထမဆုံးနေ့မှာကျောင်းရဲ့ဒေးတွေကတခန်းလုံးကိုရေးသေးကြအရှာလိုက်ဝယ်ပေးမယ်လို့ပြောခဲ့တယ်အားလုံးကပျော်ရွှင်စွာအော်ဟစ်နေကြချိန်မှာကျွန်တော်ကတော့ကျွန်တော်ရဲ့ဒရိုသာခေရစက်ကိုစစ်တပ်သုံးလုံခြုံရေးတိတာထဲမှာတိတ်တဆိတ်တော့ခတ်ထားလိုက်တယ်ဒါတွေအားလုံးကကျွန်တော်ရဲ့အတိတ်ဘဝမှာဖြစ်ပျက်ခဲ့တာတွေကြောင့်ပါကျောင်းဒေးရဲ့ဖုန်းကကျွန်တော်ကနဲ့ထိမိသွားပြီးမျက်စိတမိတ်အတွင်းမှာပဲသူကဒေါ်လာ18ဘီလီယံနီးပါးကိုခိုးယူသွားခဲ့တယ်အဲ့ဒါကကျွန်တော်အတန်းဖော်တွေတုံးလိုက်တဲ့ပမာဏအတိအကျပါပဲကျို့အနော်သူ့ကိုရင်ဆိုင်ခဲ့ပေမဲ့ကျွန်တော်ကိုတိတ်တဆိတ်ဗီဒီယိုရိုက်ပြီးအွန်လိုင်းပေါ်တင်ခဲ့ကြတယ်ပြီးတော့ဆိုးရွားတဲ့အထက်ဒိုရရတွေခံခဲ့ရတယ်ကျွန်တော်ရဲခေါ်တော့မဲ့အချိန်မှာပဲတယောက်ကကျွန်တော်တောက်เสียတဲ့ကိုအစိတ်ခတ်ခဲ့တယ်ကျွန်တော်အဲ့ဒီမှာတင်တေဆုံးသွားခဲ့ရတယ်ကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူကြီးညာခဲ့တဲ့အဲ့ဒီနေ့ကိုပဲပြန်ရောက်နေခဲ့တယ်သူကအားလုံးကိုကြိုဆိုတဲ့လက်ဆောင်ပေးနေတာပါသူငယ်ချင်းတို့ငါတို့ဆောင်ရတာကံကြမ္မာကြောင့်ပါငါမင်းတို့အားလုံးကိုလက်ဆောင်ကြည့်ကြအီမာမပေးဖို့ဆုံးဖြတ်လိုက်ပြီးမဲရီကိုသွားပြီးကြိုက်တာကိုရွေးကြပါအဲ့ဒီရင်းနှီးနေတဲ့စကားလုံးတွေကိုကြားလိုက်ရတော့ကျွန်တော်ရင်ထဲမှာနာကြီးမှုတွေချက်ချင်းပေါက်ကွဲထွက်လာတယ်အတန်းဖော်တွေကအစပိုင်းမှာတိတ်ကယူမဆိုင်ကြပေမဲ့သူဒီလိုသားဟေးထုတ်ပြလိုက်တဲ့အခါမှာတော့အားလုံးပဲတို့အိတ်တွေနဲ့အစင်းမြင့်ဇွန်ငဲဖို့နဇက်ထိုရိုဗီတွေတွားရေးကြရအောင်မင်းတို့ပင်ပန်းရင်အသေးကြီးဆုံး views အလာရဲ့ residence မှာတရက်တာအနားယူဖို့ငါစီစဉ်ပေးမယ်ဇော်ကိုကအတန်းထဲမှာဂုံယူဝင့်ကြွားစွာမေးလိုက်တယ်သူပြောတဲ့ Asus အလာရဲ့ residence ကမြို့ထဲမှာအကြော်ကြားဆုံးဖျော်ဖြေရေးနေရာတစ်ခုပါလက်မှတ်တစ်ဆောင်ကိုဒေါ်လာ40 9တန်းအထိကျတင်ပါတယ်ဒါကိုကြားလိုက်ရတော့တခန်းလုံးယူမတက်ပျော်သွားကြတယ်အိုဖျားရည်တခင်လေးစော်ကိုကတကယ်ချမ်းသာတာပဲငါတော့ဒီနေ့ကစပြီးမင်းရဲ့တစ္ဆာရှိနောင်လိုက်ဖြစ်ပြီးပဲသူထေးသားကြွေးတာကတော့တကယ်ထူးခြားတာပဲမိုးပဲပြိုပြိုငါကတော့အပြက်သွားမှာပဲကျွန်တော်တိတ်ဆိတ်နေတာကိုမြင်တော့ဇော်ကိုကကျွန်တော်ကြောကိုပြင်းပြင်းထန်ထန်ပုတ်လိုက်တယ်ရှိုင်းထက်မင်းလဲလာမှာမလားတခြားလူတွေအားလုံးသွားကြမှာလေမင်းမလာရင်ငိုက်ကိုအထင်သေးရရောက်လိမ့်မယ်လင်းယုံကလည်းကျွန်တော်လက်ကိုလာကိုင်းနေရှိုင်းထက်အထက်တန်းနှုံးကမင်းဘလောက်ပဲအထီးကျန်ခဲ့ပါစေအခုငါတို့ကောလိပ်ရောက်ပြီလေဇော်ကိုကစေတနာနဲ့လက်ဆောင်ပေးချင်တာပါငါတို့နဲ့လိုက်ခဲ့ပါနော်ကျွန်တော်လင်းယုံရဲ့လက်ကိုဖြုတ်ချလိုက်ပြီးနှုတ်ခမ်းကိုအသာအရာတွန်းလိုက်တယ်သွားမှာပေါ့တေချာပေါက်သွားမှာပါငါမသွားရင်ဘလို့လုံးမြင်ရမှာလဲဇော်ကိုတယောက်လူပြက်ဖြစ်နေတာကိုပေါ့အတိတ်ဘဝကရန်ကျွေးအတွက်ဒီဘဝမှာတော့သူ့ကိုသွေးကြွေးပြန်ဆက်ခိုင်းရမယ်နေ့လယ်ပိုင်းမှာကျွန်တော်အိမ်ကိုခါပြန်ခဲ့တယ်မိဘတွေပေးထားတဲ့ဒရိုဇာဟေရစစ်ကိုလုံခြုံရေးတိတာတဲ့ထဲပိတ်လိုက်တယ်စစ်တပ်သုံးအမျိုးစားပါဒီတိတာကတကယ်ကိုခိုင်ခန့်ပါတယ်လက်ပစ်ဘုံနဲ့ပြည်ရင်တောင်အစင်းရလေးတောင်ထင်မှာမဟုတ်ဘူးကျွန်တော်ရဲ့မျက်လုံးအဲခေနဲ့ပဲဖွင့်လို့ရတာပါတာမန်လူတယောက်အတွက်တော့ဒါကိုဖွင့်ဖို့ဆိုတာကောင်းကင်ကိုတက်လန်းရတာထက်ပိုခက်ခဲပါလိမ့်မယ်ဘရိုဇာဟင်းနစ်ကိုလုံခြုံအောင်လုပ်ပြီးတဲ့နောက်ကျွန်တော်ကအတူတစ်ခုလောက်ခိုင်းလိုက်တယ်မူရင်းဒရိုဇာဟီရီနဲ့အတိအကျတူတဲ့အတူကိုကျွန်တော်နဲ့အတူယူသွားခဲ့တယ်အားလုံးအစင်သင့်ဖြစ်ပြီးဇော်ကိုကကျွန်တော်ကို3ချိန်တိုင်ဖုံးဆက်ခဲ့တယ်ရှိုင်းထက်မင်းပါလို့အခုထိရောက်မလာသေးတာလေအားလုံးကစောင့်နေကြပြီးလင်းယုံကပြောတယ်မင်းမလာရင်သူနဲ့အဆက်အသွယ်ဖြတ်မယ်တဲ့ဇော်ကိုကလင်းယုံကိုခေါ်တဲ့ပုံစံပြောင်းသွားတာကိုကြားလိုက်ရတယ်ကျွန်တော်ရင်ထဲမှာဘာမှမခံစားရတော့ဘူးအထက်တန်းနှုံးကကျွန်တော်လင်းယုံကို3နှစ်လုံးတိတ်တဆိတ်ချစ်ခဲ့ရတာပါသူနဲ့ចောင်းတူအောင်တောင်ကျွန်တော်ရှောက်ခဲ့တာဒါပေမဲ့ဒီမိမကကျွန်တော်ကိုလက်လဲမခံညင်းလဲမငင်းခဲ့ဘူးကျွန်တော်ကိုအတုံးချနေခဲ့တာပါအတိတ်ဘဝမှာသူဇော်ကိုဖတ်ထားတာမြင်လိုက်ရမှကျွန်တော်နိုးကြလာခဲ့တာသူကရေးစားမထားချင်တာမဟုတ်ပါဘူးကျွန်တော်ကိုလူတယောက်လိုကစားချင်နေတာပါကျွန်တော်တကယ်တော့ဘဲ့ကိုသွားဖို့အစီအစဉ်မရှိပါဘူးဒါပေမဲ့လင်းယုံကကျွန်တော်ကိုအတင်းကျပ်ခေါ်သွားခဲ့တယ်ကျွန်တော်လည်းသူ့နောက်ကိုလိုက်သွားမိခဲ့တယ်ရက်လက်အနေနဲ့ကျွန်တော်ဇော်ကိုရဲ့သေးစေနိုင်တဲ့ထိုးနှက်ချက်ကိုခံခဲ့ရတယ်ကျွန်တော်အသက်ကိုနှုတ်ယူသွားတဲ့အစိတ်ပေါ်လင်းတောင်မှသူကဇော်ကိုမျက်နှာလိုမျက်နှာရဖြစ်အောင်ကိုယ်တိုင်ရေးပေးခဲ့တာပါဒီလိုဟန်ဆောင်ကောင်းတဲ့မျိုးဟောက်မကတော့ကျွန်တော်ဖိနက်ကိုတဲဖို့တောင်မတန်ပါဘူးဖုန်းထဲကနေသူကကျွန်တော်ကိုအတင်းလုံးနေတုန်းပဲကျွန်တော်အေးအေးဆေးဆေးပဲတုတ်ပြန်လိုက်ပြီးဒရိုင်ဘာကိုမဲတဲ့အပေါက်ဝကိုမောင်းခိုင်းလိုက်တယ်ဇော်ကိုကကျွန်တော်အိမ်ကကားကိုမြင်လိုက်ရတော့မျက်လုံးတွေပြူးထွက်သွားတယ်အားလုံးကမင်းကိုစောင့်နေတာကြာလာပြီးမြင်လာအထဲဝင်ရအောင်ကျွန်တော်နောက်ကျမှရောက်လာတာကိုမြင်တော့အတန်းဖော်တွေကမျက်နှာပြက်နေကြတယ်ရှိုင်းထက်မင်းကဘာတွေကြွားနေတာလဲငါတို့အားလုံးကိုမင်းတယောက်တည်းအတွက်ဆောင်ခိုင်းရလားမင်းကိုမင်းသားကြီးများမှတ်နေလားမှန်ထဲမှာကိုမျက်နှာကိုပြန်ကြည့်ဦးငါတို့အချိန်တွေကိုဖြုံးဖို့တန်ရဲ့လားလို့ကျွန်တော်ဒီလူတွေကိုအေးဆက်ဆက်ကြည့်နေရင်လင်းယုံနဲ့မျက်လုံးချင်းစုံသွားတယ်မင်းကဒီကိုအပေါ်စားအဝတ်အစားတွေဝတ်လာတာလားမင်းတကယ်ပဲအားလုံးကိုအထင်သေးနေတာပဲကျွန်တော်ဝတ်ထားတဲ့ရီယိုဇန်ထိုင်ဆာကိုငုံကြည့်လိုက်တယ်ဒီတီရှပ်တစ်ထည်တည်းတင်ဒေါ်လာ1ဘီလီယံနီးပါးတန်ပါတယ်ဒါကထိတ်တန်းကန်ဆွဲစာဗေမနီတခုကနေတီးတန်းကျုပ်လုပ်ထားတာပါအထည်သားကအရန်ကိုဈေးကြီးပါတယ်နွေရာသီအလယ်မှာဒါကိုဝတ်ထားရတာကအိတ်ဆောင်လေးအေးပေးဆက်တဲထားရတယ်လို့ပါပဲကျွန်တော်မရေပဲမနေနိုင်တော့ဘူးမင်းလိုတော်သားကတော့ဒါရဲ့တန်ဖိုးကိုတိမှမဟုတ်ပါဘူးဒီအင်ဂျီကမင်းရဲ့အသက်ကိုတောင်ဝယ်လို့ရတယ်ကျွန်တော်စကားတွေကအရန်ပြင်းထန်သွားလို့လားမသိဘူးလင်းယုံရဲ့မျက်လုံးတွေချက်ချင်းနီမြန်းလာတဲ့ဇော်ကိုကတော့လူကောင်းလုပ်ပြီးဝင်ဖြန့်ဖြေပြန်နေကဲပါတော့ကြပါတော့ငါတို့အားလုံးကသူငယ်ချင်းဟောင်းတွေပဲလေအခြေအနေတွေကိုတင်းမအောင်မလုပ်ကြပါနဲ့အားလုံးပဲအထဲကိုမြင်ဝင်ကြပြီးတော့လက်ဆောင်တွေရွေးကြဒေါ်လာ350တန်းအောက်ဆိုရင်ငါအကုန်ရှင်းပေးမယ်အတန်းဖော်တွေချက်ချင်းပျော်ရွှင်စွာအော်ဟစ်ကြတော့တယ်သူတို့ရဲ့အော်ဒန်တွေက
ဟိန်းထွက်နေတာပဲတခင်လေးစော်ကိုကျမ်းမာပါစေတချို့လူတွေလိုမရှိဘဲနဲ့ဟိတ်ကြီးဟန်ကြီးလုံနေတာမျိုးမဟုတ်ဘူးတကယ်ကိုယွန်းအန်စရာကောင်းတယ်သူတို့ကျွန်တော်ကိုဆဲနေတာသိပေမဲ့သူတို့ဇွန်ရဲဘော်တွေဆိုင်တွေတဲကိုပြေးဝင်သွားတာကိုကြည့်ပြီးကျွန်တော်ပြုံးလိုက်တယ်တကယ်ပွဲကအခုမှစမှာပါကျွန်တော်ဆိုတဲ့အေးကြီးအဆက်မရှိဘဲနဲ့ဇော်ကိုတယောက်ဒီပြဿနာကိုဘလို့ရှင်းမလဲဆိုတာကြည့်ကြသေးတာပေါ့လင်းယုံကဇော်ကိုနောက်ကနေကတ်လိုက်နေရင်နူးညံ့တဲ့မျက်နှာလေးနဲ့မေးလိုက်တယ်အကိုဇော်ကိုအကိုကြိုက်တာရှိလားဇော်ကိုခဏကြောင်သွားပြီးမှရှက်ကိုရှက်ကန်းနဲ့ကြည့်လိုက်တယ်မင်းကဘေးမှာရှိနေပေးတာကပဲငါအတွက်အကောင်းဆုံးလက်ဆောင်ပါပဲအဲ့ဒီလိုပြောပြီးသူကလင်းယုံရဲ့လက်ကိုကင်လိုက်တယ်လူတွေရဲ့ချီးမွမ်းတန်တွေကြားမှာသူตาရနေခဲ့တယ်သူ့မျက်နှာကမြောက်ဖင်လိုနေရဲနေတာပဲကျွန်တော်လိုက်မလာတာကိုမြင်တော့ဇော်ကိုကချက်ချင်းလန်းခေါ်တဲ့ရှိုင်းထက်မြင်မြန်လာမင်းလဲလက်ဆောင်တစ်ခုရွေးဦးလေငါနဲ့အာမနာပါနဲ့သူလူကောင်းလုပ်ပြနေတာကကျွန်တော်ရဲ့အေးဆက်တဲ့မျက်နှာထားကိုပို့ပြီးကြည့်ရဆိုးစေတယ်ချက်ချင်းပဲသူ့ရဲ့လက်ပါစီတယောက်ကထွက်လာပြီးတစ္ဆာရှိကြောင်းပြတယ်ရှိုင်းထက်မင်းလက်ဆောင်မယူချင်ရင်လဲဒီကနေမြင်မြန်ထွက်သွားလိုက်တော့ဇော်ကိုကမင်းအပေါ်ဒီလောက်ကောင်းတာကိုမင်းကအခုထိမျက်နှာသေးနဲ့လုံနေတော့ပဲမင်းတကယ်ပဲကျေးဇူးမတိတတ်တဲ့လူပဲကားကောင်းကောင်းငားစီလာယုံနဲ့မင်းကိုမင်းသူထေးသားထင်မနေနဲ့သူထေးသားကံပါရင်သူထေးသားလိုမလုံးနဲ့ဒီလူတွေပို့ပို့ပြီးရိုင်းရိုင်းဆိုင်ဆိုင်ဆဲလာတာကိုမြင်တော့ကျွန်တော်ရက်လိုက်ပြီးထွက်သွားမဲ့ပုံစံဟန်ဆောင်လိုက်တယ်ဇော်ကိုကထိတ်လန့်သွားပြီးကျွန်တော်ကိုအတင်းဆွဲထားတယ်သူငယ်ချင်းတို့ရှိုင်းထက်ကိုအဲ့ဒီလိုမပြောကြပါနဲ့သူကငါရဲ့အရင်နှီးဆုံးသူငယ်ချင်းပါသူဒါကိုပြောတဲ့အချိန်မှာသူ့အတန်တွေတုံနေတယ်သူတကယ်ကိုကြောက်နေတာပါကျွန်တော်သာထွက်သွားရင်သူ့အတွက်ပိုက်ဆံရှင်းပေးမဲ့လူရှိတော့မှာမဟုတ်ဘူးလေဒါပေမဲ့ကျွန်တော်ကတကယ်ထွက်သွားဖို့အစီအစဉ်မရှိပါဘူးကျွန်တော်ထွက်သွားရင်ကြံတဲ့ပွဲကောင်းကိုဘယ်လိုကြည့်ရတော့မလဲဇော်ကိုကိုရှာလိုက်အေးလေငါလဲလက်ဆောင်တစ်ခုသွားရွေးလိုက်မယ်ဇော်ကိုကသူ့နဖူးကချွေးအေးတွေကိုတုပ်လိုက်တယ်သူကအတင်းတိုက်တွန်းတယ်သွားပါကြိုက်တာယူလုံးဝအာမနာနဲ့ကျွန်တော်လဲဟန်ဆောင်ပြီးကြောပိုးအိတ်တလုံးကိုအသာလေးရွေးလိုက်တယ်တကယ်ရဲစရာကောင်းတာပဲအရင်တုန်းကဆိုရင်ဒီလိုတာမန်မော်ဒယ်တွေကိုကျွန်တော်လက်တောင်ကြည့်မှာမဟုတ်ဘူးအတန်းဖို့အများစုကတော့သူတို့ကြိုက်တဲ့နင်းရဲဘော်ပစ္စည်းတွေကိုရွေးပြီးကြပြီးလင်းယုံကတော့ဇော်ကိုရဲ့မြောက်ပေးမှုနဲ့အရန်စေးကြည့်တယ်နာရီတလုံးကိုရွေးလိုက်တယ်နာရီမျက်နှာပြင်ကမီးအောင်အောက်မှာအရန်တောက်ပနေတာမျက်စိတောင်ကျင်းတယ်ဒါကဒီယာဒီရဲ့အစ်စ်ထွက်တဲ့ပစ္စည်းဆိုတာကျွန်တော်ချက်ချင်းသိလိုက်တယ်အနည်းဆုံးဒေါ်လာ3ဘီလီယံဒါမှမဟုတ်4ဘီလီယံလောက်ရှိလိမ့်မယ်ဒါပေမဲ့ဇော်ကိုကမျက်တောင်တောင်မခတ်ဘူးသူကရဲရဲရောရောပဲဝယ်ပေးမယ်လို့လက်ဝဲရမ်းပြတယ်လင်းယုံသာကြိုက်မယ်ဆိုရင်ငါတစ်ဆက်လုံးတောင်ဝယ်ပေးဖို့အဆင်သင့်ပဲလင်းယုံကတော့အရန်ကိုစိတ်လှုပ်ရှားသွားပြီးသူ့ရဲ့နှုတ်ခမ်းထောင်လေးကိုနမ်းလိုက်တယ်ဘေးကအတန်အစ်ဖော်တွေကလည်းချက်ချင်းဝိုင်းអော်ကြတယ်သူတို့ရဲ့အော်ဒန်တွေကြောင့်အယောင်ဝန်ထမ်းတွေတောင်ပါဆက်မစိနိုင်အောင်ပြုံးနေကြတယ်တခင်လေးဇော်ကိုကတကယ်ရဲရောတာပဲဘီလီယံနဲ့ချီတဲ့လက်ဆောင်ကိုဒီအတိုင်းပေးလိုက်တာပဲတယောက်ယောက်ကချက်ချင်းဝင်ပြောတယ်ဟုတ်ပါကြားဘူးတာတော့တယောက်ယောက်ကလင်းယုံနောက်ကို3နှစ်လုံးလုံးလိုက်ခဲ့တာတောင်30တန်းတန်လက်ဆောင်တောင်မပေးနိုင်ဘူးတဲ့အရန်ကက်စင်းနေတာပဲပိုက်ဆံမရှိတဲ့လူညံ့တယောက်ကဒီလိုအလှနဲ့သမီးလေးကိုရဖို့စိတ်မကူးတင်ဘူးသူကတခင်လေးဇော်ကိုရဲ့ဖိနက်ကိုတဲဖို့တောင်မတန်ပါဘူးလင်းယုံကကျွန်တော်ကိုရန်ဆက်တဲ့အကြီးနဲ့ကြီးလိုက်တယ်ကျွန်တော်ကတော့ပခုံးပဲတွန်းပြလိုက်တယ်သူ့ကိုဂယုမဆိုင်အားဘူးအားလုံးရွေးပြီးသွားတာကိုမြင်တော့ကျဲသေးကျဲအရှာထွက်တာပြီးဆုံးသွားပြီးဝန်ထမ်းကပိုက်ဆံရှင်းတဲ့ဆက် join base ကိုယူလာတဲ့အခါဇော်ကိုရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားတယ်ငါရဲ့ဒရိုသာအေရီစီပျောက်သွားပြီးအတန်းဖော်တွေအားလုံးအန်တသွားကြတယ်သူတို့တွေကျမ်းပြင်ပေါ်မှာငုံပြီးဇော်ကိုရဲ့ကက်ကိုဝိုင်းရှာပေးကြတယ်တကယ်တော့အဲ့ဒီကက်ကအဆက်ကတည်းကမရှိခဲ့တာပါတစ်ဖွဲ့လုံးအကြာကြီးရှာခဲ့ကြပေမဲ့ဘယ်နေရာမှာကက်ကိုရှာမတွေ့ခဲ့ဘူးလင်းယုံကဇော်ကိုစိုးရိမ်တကြီးကြီးလိုက်တယ်တယောက်ယောက်ကမင်းရဲ့ကက်ကိုခိုးသွားတာလားသူအဲ့ဒီလိုပြောလိုက်တာနဲ့အားလုံးရဲ့အကြည့်တွေကကျွန်တော်စီကိုတပြိုင်နက်ရောက်လာကြတယ်ဇော်ကိုကစိတ်မကောင်းဖြစ်နေတဲ့ပုံစံနဲ့ကျွန်တော်ကိုအားနာသလိုကြည့်လိုက်တယ်ရှိုင်းထက်ဒီနေ့မင်းနဲ့ငါပဲမတော်တဆတိုင်းမိခဲ့ကြတာလေမင်းကကက်ကိုမားယူသွားတာဖြစ်နိုင်မလားမင်းအိတ်ထဲမှာလဲကက်တစ်ခုရှိနေတာငါမမိတယ်အဲ့ဒါလေးထုတ်ပြလို့ရမလားငါခဏလောက်ကြည့်ချင်လို့ကျွန်တော်သူ့ကိုပြုံးစီစီနဲ့ကြည့်လိုက်တယ်မင်းကငါ့ကိုမင်းကက်ခိုးတယ်လို့ပြောချင်တာလားဒါကဘာပြက်လုံးလဲငါမိသားစုကဒီလောက်ပိုက်ဆံအကျွေလေးကိုလိုအပ်နေတဲ့ပုံစံမျိုးပေါက်နေလို့လားသူကသူ့ခေါင်းကိုအားနာသလိုကုတ်လိုက်တယ်ငါကအတီးပြုတ်ချင်ယုံတင်ပါမင်းခိုးတယ်လို့ငါမပြောပါဘူးအားလုံးရဲ့လက်ဆောင်တွေကထုတ်ပိုးပြီးနေပြီသူတို့ရဲ့အချိန်တွေကိုထပ်မဖြုံးကြရအောင်ဇော်ကိုတယောက်အကျက်ရိုက်နေတာကိုမြင်တော့